လေထုညဉ့်ညမ်းမှုကမမြင်ရပေမဲ့ကဘာတစ်ဝမ်းလူတန်းချီကိုတိုက်ခိုက်စေပါတယ်လေထုညဉ့်ညမ်းမှုဆိုတာလေထဲကနေကအန္တရာယ်ဖြစ်စေနိုင်တဲ့ဓာတ်ငွေ့နဲ့အမှုန်သေးတွေများလာတာကိုဆိုလိုပါတယ်အမှုန်တွေကအရန်သေးလို့အဆုပ်အတွင်းထဲဝင်နိုင်ပါတယ်အဓိကအကြောင်းရင်းတွေကမီးရှို့ခြင်းရင်မီးကိုစိတ်ရုံအငွေ့ဆောက်လုပ်ရေးဖုံမောရာသီဥတုတည်ငြိမ်လာတဲ့အခါလေမတိုက်လို့အမှုန်တွေစုနေတတ်ပါတယ်လေထုညဉ့်ညမ်းမှုဟာအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂအဆုတ်ရောင်ရမ်းခြင်းနှလုံးယောဂကလေးငယ်တွေအတွက်ဖွံ့ဖြိုးမှုထိခိုက်နိုင်ပါတယ်ဒါကြောင့်အပြင်လှုပ်ရှားမှုကိုလျှော့ပါအိမ်တွင်းလေဝင်လေထွက်ကောင်းအောင်နေတိုင်းပါမီးမရှို့ခြင်းနဲ့ကိုယ်ပတ်ဝန်းကျင်ကိုကာကွယ်ပါလေရအသက်ပါအသက်ကိုကာကွယ်ဖို့တတိရှိဖို့လိုပါတယ်ကိုလင်းမှာ TikTok Insider ပါထပ်မံကြည့်ရှုခြင်းနဲ့ဆိုရင်တော့ channel လေးကို follow ခဲ့ဖို့မမေ့နဲ့နော်